တိုင်းတို့အားလုံးပဲမင်္ဂလာပါ Zombie Revelation H20A ရဲ့ episode 2ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပိုင်းတုန်းကဆိုရှယ်ကန်ချီရဲ့ညာဘက်ပင်လယ်ပြင်ကြီးမှာကန်ချီဆောက်တပ်ဖွဲ့ကမတင်ကားပွဲတင်ပေါ်တစည်းကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီအခါကန်ချီဆောက်တပ်ဖွဲ့ကရက်စံဒါပထမအကြိမ်တတိပေးချက်ပဲငါတို့ကကိုရီးယားကန်ချီဆောက်တပ်ဖွဲ့ဖြစ်တဲ့မင်းတို့တင်ပေါ်ဟာတရားမဝင်ငါဖမ်းမှုနဲ့ပိုင်နယ်ရပြင်ကျူးကျော်မှုနဲ့မတင်ကားစရာဖြစ်နေတယ်လို့တန်ချဲဆက်နဲ့အော်ဟဲတတိပေးလိုက်ပါတယ်ဆက်ပြီးတော့လည်းတင်ပေါ်သားအားလုံးကိုချက်ချင်းကုန်းပတ်ပေါ်တက်လာခဲ့ငါတို့နောက်ဆုံးအကြိမ်တတိပေးနေတာနော်လို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းတင်မောဘော်ကဘာတုတ်ပြတ်မှုမှမရတဲ့အတွက်ရဲဘော်ငယ်ကဘယ်လိုလုပ်ကြမလဲကောင်းဆောင်လူလည်းရှိပုံမရဘူးတင်မောပဲတတက်တိန်လိုက်ရင်မကောင်းလားဆိုပြီးတော့မိလိုက်ပါတယ်အဲ့ဒီအခါခေါင်းဆောင်အရာရှိကလည်းလှုပ်ထုံလုံးညီတိုင်းပဲသွားမယ်တင်မောဘော်တက်ပြီးအရင်ဆုံးရှင်းလင်းရှာဖွေလိုက်လို့အမိန့်ပေးလိုက်ပြီးလက်အောင်ငယ်သားကလည်းဟုတ်ကဲ့ပါဆရာလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီလိုနဲ့ကင်းထောက်တပ်ဖွဲ့ကတင်မောဘော်စတင်တက်ရောက်ခဲ့ကြပါတယ်ကင်းထောက်ရဲဘော်ကစကားပြောဆက်ကနေဒါကကင်းထောက်တပ်ဖွဲ့ပါအခုတင်မောဘော်ကိုရောက်နေပါပြီတင်ပုံမောင်ခန်ထဲမှာတော့ဘယ်သူမှမရှိဘူးဆရာလို့သတင်းပို့လိုက်ပါတယ်ဌာနချုပ်ကလည်းကောင်းပြီကုံဘတ်ဘော်ကကုံတူလောင်ခန်းထဲကိုဆက်ပြီးတော့ရှာကြည့်လိုက်လို့ညွှန်ကြားလိုက်ပါတယ်ကင်းထောက်ရဲဘော်ကလည်းခေါင်းစိုးကိုချွတ်လိုက်ရင်နဲ့ဟာဒီလိုကိစ္စမျိုးဘာလို့ဒီညာဘက်မှာဖြစ်တာလဲမသိဘူးကွာပူလိုက်တာဒါနဲ့တင်ဘောကဘယ်ကနေရောက်လာပါလဲလို့အဆက်မပြတ်စိတ်ပြတ်စွာညီးတွားနေပါတယ်အဲ့ဒီနောက်ကင်းထောက်စစ်သားကကုံတူလောင်ရုံတကားကိုဖွင့်လိုက်တဲ့အချိန်အပေါ်ကရဲဘော်ကလည်းအောက်မှာတခုခုရှိလာလို့လမ်းမေးပါတယ်အဲ့ဒီအခါကင်းထောက်စစ်သားကလည်းဓာတ်မီနဲ့ထိုးကြည့်ရင်ဒီမှာဘာမှမရှိဘူးလို့ပြန်ပြောလိုက်တဲ့အချိန်မှာပဲအမောင်ရိတ်တွေကနေကြောက်စရာကောင်းတဲ့အော်တန်ကြီးတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ဇွန်ဘီတကောင်ဖြစ်နေပြီးကင်ထောက်စစ်သားရဲ့မျက်နှာကိုလှမ်းကိုက်လိုက်တဲ့အခါကင်ထောက်စစ်သားကလည်းအားစုပြီးတော့ထိတ်လန့်တကြားအော်ပြစ်လိုက်ပါတော့တယ်အဲ့ဒီအခါအပေါ်ကတခြားရဲဘော်တွေကလည်းဘာဖြစ်တာလဲသူ့ကိုအပေါ်မြင်မြန်ဆွဲတင်လိုက်စမ်းဆိုပြီးတော့ရရုပ်တည်းဖြစ်သွားကြပါတယ်ဇွန်ဘီကလည်းကင်ထောက်စစ်သားရဲ့မျက်နှာကိုမလွတ်တန်ကိုက်ဆွဲထားတာမို့လို့ရဲဘော်တွေကလည်းအဲ့ဒါကြီးကိုသူ့စီကနေခွာထုတ်လိုက်လို့အော်ဟစ်ပြီးအဖွဲ့သားတွေကလည်းရှိသမျှအားနဲ့ဝိုင်းဆွဲကြပါတော့တယ်ဒါပေမဲ့ဘလောက်ဆွဲနည်းနည်းမှမလွတ်ပဲကိုက်ထားတာကြောင့်ရဲဘော်တယောက်ကဖဲစမ်းငါကြည့်ရှင်မယ်လို့အော်ရင်နဲ့တနက်တင်နဲ့အာရပါရလွှဲရလိုက်တော့မှမွန်စတာကြီးကလည်းလွင်ထွက်သွားပါတယ်မျက်နှာမှာဒဏ်ရာတွေနဲ့သူရိရွှဲနေတဲ့ကင်ထောက်စစ်သားကိုကြည့်ရင်နဲ့အဖွဲ့သားတွေကလည်းအဆင်ပြေရဲ့လားဆိုပြီးတော့စိုးရင်တကြီးမေးနေကြပါတယ်ကင်ထောက်အဖွဲ့ကစကားပြောဆက်ကနေဌာနချုပ်ဒါကကင်ထောက်အဖွဲ့ကပါငါတို့အခုစမ်းကြည့်တဲ့မွန်စတာတစ်ကောင်နဲ့ရင်ဆိုင်နေရတယ်အန်တီပေးလာလို့ရှိရင်တနက်နဲ့ပြစ်ပြီးတုတ်ပြန်ရလိမ့်မယ်လို့သတင်းပို့လိုက်ပါတယ်လွင်ထွက်သွားတဲ့ဇွန်ဘီကလည်းပါဇက်ရအသားစားတွေကိုဝါစားရင်သူ့တနက်နဲ့ချိန်ထားတဲ့ရဲဘော်တွေကိုကြည်နေပါတယ်ကင်ထောက်စစ်သားကလည်းသူ့ကိုစိုက်ကြည့်နေတဲ့ဇွန်ဘီဘာများလုံးမလဲလို့တွေးနေတဲ့အချိန်မှာပဲဇွန်ဘီကောင်ကသူ့စီကိုခေါင်းပြေးဝင်လာပါတယ်ပြေးဝင်လာတဲ့အချိန်ကအရန်အမြန်လုံးနေတော့ကင်ဆောက်တက်တာကလည်းတနက်ပြည့်ချိန်တော့မရပဲဇွန်ဘီကိုမနေ့ထိန်ထားလိုက်ရပါတယ်သူဟာဇွန်ဘီရဲ့ပါဇက်တွေကိုတနက်တင်ကြီးထိုးထည့်ထားပြီးကောက်ွယ်နေတဲ့အချိန်မှာပဲဘေးကအဖို့တယောက်ကဇွန်ဘီရဲ့ခေါင်းတက်တဲ့ကိုတနက်နဲ့ပြစ်ထည့်လိုက်ပါတော့တယ်ဇွန်ဘီလဲကျသွားတဲ့အခါမှာရဲဘော်တယောက်ကအဆင်ပြေရဲ့လာလို့မေးလိုက်ပြီးလဲနေတဲ့ရဲဘော်ကလည်းအဆင်ပြေပါတယ်လို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာဌာနချုပ်ကနေလဲတနက်တန်ကြားလိုက်ရတယ်မင်းတို့ဘက်ပြစ်လိုက်တာလာလို့မေးလိုက်တဲ့အခါကင်းထောက်အဖွဲ့ကလည်းဟုတ်ပါတယ်ပြန်ရောက်ရဲ့အစီရင်ခံပါမယ်လို့ပြန်ပြောလိုက်ပါတယ်ပြီးတဲ့နောက်မှာကင်းထောက်စစ်သားတွေကလည်းဒဏ်ရာရတဲ့အဖွဲ့တွေကိုတွဲကူရင်စေအဖွဲ့ကိုအသက်ပြင်ထားခိုင်းလိုက်ဆိုပြီးတော့ပြင်ဆင်နေကြပါတယ်ရဲဘော်တယောက်ကလည်းတငယ်ချင်းနည်းနည်းလောက်အတင်းထားပါအောင်လို့ပြောလိုက်တဲ့ခဏမှာပဲဒဏ်ရာရထားတဲ့ကင်းဆောက်တပ်သားကရုတ်တရက်ဆုံးပြီးအဖြစ်ပြောင်းသွားပြီးဘေးကရဲဘော်ရဲ့လက်ကိုကိုက်လိုက်ပါတော့တယ်ကိုက်ခတ်လာရတဲ့ရဲဘော်ကလည်းမင်းဘာလုပ်တာလဲလို့អော်လိုက်ပြီးဘေးကရဲဘော်တွေကလည်းထိတ်လန့်တကြားဖြစ်ကုန်ကြပါတယ်အဲ့လိုနဲ့ဗီဒီယိုမှတ်တမ်းပိတ်သွားတဲ့အခါမှာလျှက်ဝက်အစည်းအဝေးခံတဲ့ကဝန်ကြီးတွေကလည်းတိတ်ဆိတ်သွားခဲ့ပါတယ်အဲ့ဒီအခါမှာသူသေတနာပညာရှင်ခင်ဆောင်ခြင်းကငါတို့ body camera မှတ်တမ်းကနေရတာဒါအကုန်ပဲလို့ပြောလိုက်တဲ့အခါအရာရှိကြီးကလည်းဒီသင်းပေါ်ဘယ်ရလာတာလဲဆိုတာမင်းသိလားလို့မေးလိုက်ပါတယ်အဲ့ဒီအခါခင်ဆောင်ခြင်းကလည်းမပုံမတင်ထားတဲ့သင်းပေါ်မို့လို့ဘယ်ရလာလဲဆိုတာတော့မသိရပါဘူးအနီးအနားကနေဆက်တစ်ခုကနေမျောလာတယ်လို့ယူဆရပါတယ်လို့ပြန်စီရင်ခံလိုက်ပါတယ်အရာရှိကြီးကလည်းခန္ဓာကိုယ်တော့ပဲမပါပဲအလားတော့လှုပ်ရှားနိုင်တာကတော့အံ့ဩစရာပဲတကယ်လူရောဟုတ်ရဲ့လားလို့မေးလိုက်ပါတယ်အဲ့ဒီအခါခင်ဆောင်ခြင်းကလည်းဟုတ်ပါတယ်သူကလူပါပဲ NFS ရဲ့စစ်စေချက်အရာမျိုးရိုးဗီဇတွေကအလူသားနဲ့တစ်ထက်တည်းတူပါတယ်ဒါပေမဲ့သွေးထဲကဟီမိုဂလိုဘင်ပမာဏကတော့3.3အောက်ပဲရှိပါတယ်လို့ရှင်းပြလိုက်ပါတယ်အရာရှိကြီးကလည်းခက်ခဲတဲ့စကားလုံးတွေမတော့ဘဲနဲ့ငါတို့နားလဲအောင်ပွပွလင်းလင်းပြောစမ်းလို့ပြောလိုက်တဲ့အခါခင်ဆောင်ခြင်းကအလွယ်ပြောရရင်တော့သူတို့ကအောက်ဆီဂျင်သုံးပြီးအသက်မရှူကြဘူးအဆုတ်နဲ့နှလုံးမပါပဲအသက်ရှင်နိုင်တယ်လို့ပြန်ဖြေလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့နိုင်ငံရေးသမားအရာရှိကြီးကဒါဆိုရင်တေချာဘောစီးပွားရဲ့အရာအမျက်ထွက်တာပေါ့နှလုံးနဲ့အဆုပ်အစာထိုးဖို့အတွက်နီလန်အသေးရတာပေါ့လို့ပြောလိုက်ပါတယ်အရာရှိတယောက်ကလည်းဒီအရာမျိုးကိုလူသိရှင်ကြားဖွင့်ချလို့မရသေးဘူးဒီနီလန်နဲ့ငါတို့ပတ်သက်ရှာလို့ရမယ်လို့ပြောလိုက်တဲ့အခါအနာကောင်းဝင်ကြီးတယောက်ကလည်းဒါပေမဲ့ဗီဒီယိုအရတော့ဒါကတော်တော်လေးအန်တရများနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူသိသနာလောက်ထားရှိလားလို့မေးလိုက်ပါတယ်အဲ့ဒီအခါခင်ဆောင်ခြင်းကလည်းရှိပါတယ်အဲ့ဒီထဲကတစ်ခုကတော့ကူးစက်နိုင်တဲ့ပမာဏပဲကူးစက်ခံရတဲ့သူရဲ့ပါးစပ်ထဲမှာပိုးမွားနဲ့အင်ဇိုင်းတွေ
တွေကလူတယောက်တွေ့ကြောတဲ့ဝင်သွားလို့ရှိရင်ဆဲပြောင်းလဲမှုဖြစ်ပေါ်တယ်လို့ယူဆရတယ်လို့ရှင်းပြလိုက်ပါတယ်။အရာရှိကြီးကလည်းအရေးပြားကိုကိုက်ဖောက်လိုက်မှကူးစက်တဲ့သဘောပေါ့။ဒါဆိုရင် AIDS ထက်တောင်ကူးစက်နှုန်းပိုနေတာပဲလို့တောက်တက်လိုက်ပြီးမိကုန်းထပ်မေးလိုက်ပါတယ်။ပြောင်းပြန်အခြေအနေဆိုရင်ရောဘယ်လိုလဲလူတယောက်ကအဲ့ဒီမူမမှန်တဲ့သူကိုပြန်ကိုက်လိုက်ရင်ဒါမှမဟုတ်အဲ့ဒီလူရဲ့အသားကိုစားလိုက်ရင်ဘာဖြစ်မလဲလို့မေးလိုက်ပါတယ်။ခင်ဆောင်ကျင်ကလည်းအဲ့ဒါကတော့သူတည်တနာမလောက်ရသေးပါဘူးလို့တွန်းဆုပ်စွာနဲ့ပြန်ဖြေလိုက်တဲ့အခါအရာရှိကြီးကလည်းစပွဲကိုဒုံခနဲ့ရိုက်ပြီးတော့အဲ့ဒါကိုဘာလို့ချန်လာခဲ့တာလဲမင်းလက်ထောင်းငယ်သွားတယ်မင်းနေရင်တော့မင်းကတေချာစီမံရမှာပေါ်လို့ဒေါသတက်ကြီးအော်ဟဲလိုက်ပါတယ်အဖွဲ့ကောင်ဆောင်အရာရှိကြီးကလည်းကဲဆိတ်လျှော့ပါအောင်နမူနာကလည်းငါတို့စီမှာရှိပြီးသားပဲဒါတာခင်ဒီတစ်ပတ်အတွင်းအစီရင်ခံစာရနိုင်မလားလို့စီစစ်မေးမြန်းလိုက်ပါတယ်အဲ့ဒီအခါခင်ဆောင်ကျင်ကလည်းစိတ်ထဲကနေငါကဘသူ့သွားကြွေရမှာလဲလို့စိတ်ထဲကနေတွေးနေပေမဲ့အပြင်မှာတော့ဟုတ်ကဲ့ပါကောင်ဆောင်ကြီးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာအရာရှိကြီးတယောက်ကဒါဆိုလို့ရှိရင်ငါတို့တကယ်အစ်စ်ကောင်တွေကိုမြင်ချင်နေပြီမင်းတို့အနေနဲ့ပြင်ဆင်လာရမျိုးရှိလားဆိုပြီးတော့ပြောလိုက်တဲ့အခါမှာခင်ဆောင်ကျင်ကလည်းရှိတော့ဗောဗျာခမရတို့အနောက်ကနယံကြီးကိုလှည့်ကြည့်လိုက်ပါဆိုပြီးတော့လက်ညှိုးထိုးပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာနယံကြီးကတကားတစ်ချက်လိုပွင့်သွားပြီးမီးအောင်ထွက်လာတဲ့အခါမှာတော့ဇွန်ဘီတွေအများကြီးကဝန်ကြီးတွေကိုတွေ့သွားပြီးပြေးဝင်ပြီးခေါ်အောင်လိုက်ကြပါတော့တယ်ဒါပေမဲ့ဂျားထဲမှာမှန်အထူကြီးတစ်ချက်ခံနေပါတယ်ခင်ဆောင်ကျင်ကလည်းဒါကငါးလက်မအထူရှိတဲ့အာဆာလစ်မှန်ပဲအဲ့ဒီအထဲမှာလည်းအောက်ဆီဂျင်ပမာဏက10%အောက်ပဲရှိတယ်သူတို့ကအောက်ဆီဂျင်မလို့ပဲလှုပ်ရှားနိုင်တယ်လို့နာကျင်မှုလည်းမခံစားရဘူးလို့ရှင်းပြလိုက်ပါတယ်အရာရှိကြီးကလည်းပြင်ဆင်ထားတာတော်တော်ကောင်းပါတယ်ဒါပေမဲ့သူတို့မှညံရင်မရှိချဘူးထင်တယ်အုံနောက်ရှိရင်တော့ကွာပြည့်စုံတဲ့စစ်သားတွေဖြစ်လာမှာဒီကောင်တွေတနက်ပြစ်နိုင်လားလို့မေးလိုက်တဲ့အခါဒေါက်တာကင်ကမပြစ်နိုင်ဘူးခေါင်းဆောင်လို့ပြန်ဖြေလိုက်ပါတယ်အရာရှိကြီးကစစ်စင်ရေးတွေမှာအသုံးပြုဖို့စံတက်မှုတွေလောက်ထားပြီးလားလို့မေးလိုက်ပါတယ်ခင်ဆောင်ကျင်ကလည်းဟုတ်ကဲ့ပါခေါင်းဆောင်လူဦးရေတသန်းအောင်မျိုးငယ်မှာဆိုလို့ရှိရင်24နာရီအတွင်း200%နှစ်ရက်မြောက်နေ့မှာဆိုရင်19%နဲ့3ရက်မြောက်နေ့မှာဆို34%လောက်အထိကိုကုဆက်ခံရနိုင်ပါတယ်လူဦးရေ10သန်းအထက်ရှိတဲ့မဟာမြို့ကြီးတွေမှာဆိုရင်တော့49%ကနေ64% 80%အထိတိတိတသာကူးစက်နိုင်ပါတယ်လို့အချက်အလက်နဲ့တင်ပြလိုက်ပါတယ်ခေါင်းဆောင်ကြီးကလည်းဘိုးချုပ်ခမရဘလို့ထင်လဲဒီကိကနန်းတွေကစစ်မဟာဗျူဟာမြောက်အရေးပါတယ်လို့ထင်ရဲ့လားလို့မေးလိုက်ပါတယ်အဲ့ဒီအခါဘိုးချုပ်ကလည်းလူဦးရေရဲ့ထက်ဝက်ကျော်ဆုံးရှုံးရရင်တော့ဘယ်ရန်သူမှစစ်ပွဲကိုအာရုံစိုက်နိုင်မှာမဟုတ်တော့ဘူးတေချာသုံးသပ်မဲ့ဆိုရင်နျူကလ িয়ার ထက်တောင်ပို့ပြီးတော့အသုံးဝင်နိုင်တယ်လို့ပြပြတသားပြောလိုက်ပါတယ်အရာရှိကြီးကလည်းအဲ့ဒီကောင်တွေမှာဘာအနေချက်ရှိလဲလို့မေးလိုက်တဲ့အခါခင်ဆောင်ကျင်ကသူတို့ရဲ့ကောင်ဒါမှမဟုတ်အုံနောက်ပြက်စီသွားရင်တော့လှုပ်ရှားမှုရပ်တန့်သွားလိမ့်မယ်ဒါအပြင်အနုပ်69ဒီဂရီအေးတန်းမှာလည်းသူတို့ကလှုပ်ရှားမှုရပ်တန့်သွားတယ်လို့ဖြေချလိုက်ပါတယ်အဖွဲ့ကောင်ဆောင်အရာရှိကြီးကလည်းဒါဆိုရင်ငါတို့ထိန်ချုပ်လို့ရတာပေါ့ဒေါက်တာကင်မင်းအတွက်အတိအကျအချိန်2နှစ်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်ဒေါက်တာကင်ကလည်းဗျာလို့အံ့ဩသွားတဲ့အချိန်မှာခေါင်းဆောင်အရာရှိကြီးကမင်းတို့အဲ့တဲ့အကူအညီမှန်သမျှငါတို့ထောက်ပံ့ပေးမယ်အဲ့ဒါကြောင့်အဲ့ဒီအချိန်အတွင်းအဲ့ဒီကူးစက်မှုကိုတားဆီးနိုင်မဲ့ကာကွယ်ဆေးတစ်ခုခုဖန်တီးပေးပါလို့မှာကြားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိုးတဲထန်းစွာရွာနေတဲ့အဝေးပြေးလမ်းမကြီးပေါ်မှာဘော်ဒီကတ်အပြည့်နဲ့ကုန်ကားကြီး2စီးကဖြတ်တန်းသွားလာနေပါတယ်ကားပေါ်မှာရှိတဲ့ခင်ဆောင်ကျင်ကလည်းစိတ်လှုပ်ရှားစွာနဲ့ခေါင်းကိုကောက်ရင်ငါရဲ့လောက်ရက်တွေကမှန်လားတော့ငါလည်းမသိတော့ဘူးလို့ရေရွတ်နေပါတယ်ပြီးတော့သူ့ရဲ့နားထဲမှာလည်းအရာရှိကြီးကကာကွယ်ဆေးထုတ်ပြီးတာနဲ့ဒီကောင်တွေကိုကဘာအနှံ့လွှတ်လိုက်တော့မှာအဲ့ဒီအခါကျရင်ကာကွယ်ဆေးရဲ့တန်ဖိုးကဘယ်လောက်ထိထိုတက်လာမလဲဆိုတာမင်းခန့်မှန်းလို့ရပါတယ်လို့ပြောတဲ့စကားတွေကိုကြားရောက်နေပါတယ်ပြီးတော့ခင်ဆောင်ကျင်ကတော်ပြီးကိုတန်တရားမဖြစ်နဲ့တော့ဒီအခွင့်ရရဖို့ကိုငါတော်တော်ကြိုးစားခဲ့ရတာလို့စိတ်ထဲကနေကိုပြန်အားပေးနေပါတယ်အဲ့ဒီအချိန်မှာပဲလမ်းမပေါ်မှာထောင်ချောက်ဆူချတာကြောင့်ဖြတ်သွားတဲ့ကားတွေအားလုံးကလည်းဘိန်းပေါက်ပြီးရပ်တန့်သွားပြီးတော့ကာမောင်းတဲ့သူကလည်းဘာဖြစ်တာလဲလို့ထိတ်လန့်တကြားអော်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ရှိကနေကားနှစ်စီးပက်ရက်လိုက်ပြီးတော့ကားထဲကနေလူတစ်ယောက်ကဆေးလိပ်ဖွာရင်းနဲ့ဆင်းလာပါတယ်အဲ့ဒီလူကတော့မန်ဘဲအဖွဲ့ရဲ့တတိယခေါင်းဆောင်မင်ကူပဲဖြစ်နေပြီးမိုးရလေကြွနေပြီကွာအမြန်လက်စားတက်ရအောင်လို့အေးဆေးသာပြောလိုက်ရင် episode 2လေးကလည်းဒီမှာပဲပြီးဆုံးသွားပါတယ်ဗျတိုင်းတို့အားလုံးပဲမင်္ဂလာပါ Zombie Revelation H208 ရဲ့ episode 3ရာနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးရီရွာနေတဲ့ညတညစစ်တန်လာရဲ့အခန်းတစ်ခုမှာ episode 1တုန်းကစစ်တပ်ထဲစတင်ဝင်ရောက်တော့မဲ့ရဲဘော်ကြီးနူကအပြင်မှာကြံရင်ခဲ့တဲ့သူရဲ့တငယ်ချင်း3ယောက်ဖြစ်တဲ့ဗလာကြီးစန်ရှီနဲ့လေးလုံးတို့စီကိုစာရေးနေပါတယ်ဂျီနူကစာထဲမှာမင်းတို့ကောင်တွေအဆင်ပြေကြရဲ့လားငါတော့အဆင်ပြေပါတယ်ငါတို့၄ယောက်အမြဲတမ်းအတူတူရှိလိမ့်မယ်လို့ထင်ထားခဲ့တာကွာဒါပေမဲ့ငါတို့ခွဲခွာရတာအခုဆိုရင်3လတောင်ရှိသွားပြီလို့ရေးသားထားပါတယ်ဆက်ပြီးတော့လဲဒေါသ
ကြီးရဲ့ဗလာကြီးရဲ့စော်ကြီးပဲဆန့်ရှိရဲ့ကတော့လေးလုံးကိုခေါင်းကိုင်းအောင်လုံးနေကြမှာပဲဒါပေမဲ့မင်းတို့ဘာတွေလုံးနေကြတယ်လဲဆိုတာငါတကယ်သိချင်သေးတယ်လို့စာနောက်ရေးသားထားပါတယ်ဒါအပြင်ဂျီနူကငါအခုအထူးစနိုက်ပါသမားတယောက်ဖြစ်သွားပြီမနေ့ကတက်ရင်မှုရဲ့အရှိမပဲမီတာ250အကွာကပြင်းမ20စလုံးကိုတိတိကျကျပြစ်ခဲ့တာအဲ့ဒါဘလောက်တော့အံ့ဩဖို့ကောင်းလဲဆိုတာကိုမင်းတို့ခက်မှန်လို့ရမှာတော့မဟုတ်ဘူးငါအပြင်ပြန်ရောက်လာလို့ရှိရင်တော့အသေးစိတ်ပြောပြမယ်အခုတော့ဒါပဲဆိုပြီးတော့စာအုပ်အဆုံးသတ်လိုက်ပါတယ်အဲ့ဒီအချိန်ညဘက်မူတဲထန်းစွာရာသုံးနေတဲ့အဝေးပြေးလမ်းမကြီးပေါ်မှာ KIDA တုတေတီဒေါက်တာခင်ဆောင်ချင်းပါလာတဲ့အေးခန်းကုတ်တင်ကားကြီးကလမ်းမပေါ်ကထောင်ချောင်းဆင်ထားတဲ့စူချပိုက်ကွန်တွေကြောင့်ဘိန်ပေါက်ပြီးရပ်တန့်သွားပါတယ်ဒေါက်တာခင်ကလည်းဘာဖြစ်သွားရလဲလို့ထိတ်လန့်တကြားမေးလိုက်တဲ့အခါမှာကောင်းမောင်းသူကဘိန်တစ်ခုခုကြောင့်ပေါက်သွားတာထင်တယ်စင်ကြီးလိုက်အောင်မယ်လို့ပြောပြီးဓာတ်မီတလက်နဲ့မိုးရည်တဲ့ဆင်းသွားခဲ့ပါတယ်ကောင်းမောင်းသူကဘိန်အနားကိုရောက်တော့ဟာကာတာပိုက်ကွန်တွေပါလားဒါကဒီမှာဘလို့ရှိနေတာလဲလို့ရေရွရင်မတင်ကားဖြစ်သွားပါတယ်တရင်ပိုးဖို့ပြင်လိုက်တဲ့ခဏမှာပဲနောက်ကျော်မှာမန်ဘဲခိုင်းဝင်တယောက်ကဒုံနဲ့ဂျိန်းခနဲ့အပြန်အထန်ရိုက်လိုက်တာကြောင့်မြေပြင်ပေါ်လဲကျသွားပါတယ်အဲ့ဒီအချိန်မိုးရီထဲကနေမန်ဘဲကိုင်းရဲ့နံပါတ်3ကောင်းဆောင်မင်ကူကရောက်ရှိလာပြီးတော့ပစ္စည်းတွေအကုန်ယူကျန်တဲ့လူတွေကိုအပြက်ရှင်လိုက်လို့အေးဆက်စွာအမိတ်ပေးလိုက်ပါတယ်မန်ဘဲကိုင်းဝင်တွေကလည်းဝင်တိုက်ကြဆန်ကျုံကြဆန်ကွာလို့អော်ပြီးလုံခြုံရေးကားတွေကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်ကားတွေကလုံခြုံရေးအရာရှိကလည်းဘာဖြစ်တာလဲလို့အံ့ဩနေတဲ့အချိန်မှာမန်ဘဲကိုင်းဝင်တွေကမှန်ကိုရိုက်ခွဲပြီးအတင်းဝင်ရောက်ရိုက်နှက်ခဲ့ကြပါတယ်ဂိုင်းဝင်တွေကသူတို့တနက်ကိုမထုတ်ခင်အပြက်ရှင်ကြတည်သွားတဲ့ကိစ္စမရှိဘူးသူတို့ရဲ့အာဏာချက်ကိုပဲပြစ်မှတ်ထားကြစမ်းလို့အော်ဟဲ့တိုက်ခိုက်နေကြမို့လို့လုံခြုံရေးရဲဘော်တွေကလည်းသူတို့ကပုံမှန်ဂိုင်းစတားတွေမဟုတ်ဘူးလို့တတိထားမိလိုက်ပါတယ်လုံခြုံရေးခေါင်းဆောင်ကမင်းဌာနချုပ်ကိုစစ်ကူတောင်းလိုက်ကြံတဲ့လူတွေတနက်ထုတ်စမ်းလို့အမိတ်ပေးနေပေမဲ့မန်ဘဲဂိုင်းဝင်တယောက်ရဲ့အတန်တိတ်တနက်ပြစ်ခတ်မှုကြောင့်နဖူးတက်တက်ကိုထိမှန်ပြီးလဲကျသွားခဲ့ပါတယ်ကြရှိနေတဲ့လုံခြုံရေးတွေကလည်းတနက်တွေနဲ့အပြင်းအထန်ပြန်လည်ပြစ်ခတ်နေကြပါတယ်ဒါပေမဲ့မင်းကူကတော့အကြီးစံတွေရောဂယုမဆိုင်ပဲလုံခြုံရေးတယောက်ကိုအတင်းခေါ်အောင်ရင်ကာကွယ်ရေးတိုင်းအဖြစ်သုံးပြီးတိုးဝင်သွားတာကြောင့်ပြစ်ခတ်နေတဲ့လုံခြုံရေးစစ်သားတွေကလည်းထိတ်လန့်သွားကြပါတယ်အနောက်ဘက်ကကားထဲမှာရှိနေတဲ့မန်ဘဲကိုင်းချုပ်ခေါင်းဆောင်ကြီးကလည်းတယောပြောရင်မင်ကူဆိုတဲ့ကောင်တကယ်ကိုကြောက်ရွံ့မှုမရှိတဲ့ကောင်ပဲကြီးစံတွေကြားကနေတိုးဝင်နေတာကြည့်အောင်ပြန်နေတယ်လို့ပဲလို့သဘောကျစွာရင်မောလိုက်ပါတယ်ဘေးကလက်ယုံကောင်မောင်းသူကလည်းခေါင်းဆောင်ဒီအလောက်ကဘလောက်ထိအရေးကြီးလို့ခေါင်းဆောင်ကိုယ်တိုင်ဒီအထိလာခဲ့တာလဲလို့မေးလိုက်ပါတယ်မန်ဘဲကိုင်းချုပ်ကလည်းထရန်အုပ်စုကဥက္ကဋ္ဌဝန်ကိုမင်းသိတယ်မဟုတ်လားမနေ့ကသူ့အတွင်ရင်မူငါးစီကိုလာပြီးတော့ဒီကောင်ကားထဲမှာပါလာတဲ့ပစ္စည်းမှန်သမျှကိုဘယ်နည်းနဲ့မှဆိုအရယူဖို့မှာခဲ့တာလို့ရှင်းပြလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတာနဲ့လက်ယုံဖြစ်သူကစိတ်ထဲကနေဥက္ကဋ္ဌဟွမ်ဆိုတာကထရန်အုပ်စုရဲ့ခေါင်းဆောင်ကိုရီးယားနိုင်ငံစီးပွားရေးရဲ့ထိပ်တီခေါင်းဆောင်ကြီးပဲပြီးတော့ငါတို့မှန်ပဲဂိုင်းကိုလည်းဒီအချိန်လေးထိရောက်အောင်ကူညီပေးခဲ့တဲ့လူကြီးလို့စိတ်ထဲကနေတွေးနေပါတယ်လုံခြုံရေးကိုရှင်းပြလိုက်ပြီးတဲ့နောက်မှန်ပဲဂိုင်းဝင်တွေကကောင်ကာဘေးထိုင်းကုန်းမှာပုံနေတဲ့ခင်ဆောင်ချင်းကိုအတင်းဆွဲထုတ်လာခဲ့ကြပါတယ်ခင်ဆောင်ချင်းကကြောင်းလန့်တကြားနဲ့တောင်းပန်ပါတယ်ကျွန်တော်ဘာမှမသိဘူးကျွန်တော်အတော့ချမ်းသာပေးပါလို့ငိုရိုးတောင်းပန်နေပါတယ်ဂိုင်းဝင်တွေကသူ့စီက KIDA သူတိတီကတ်ကိုရှာဖွေတွေးသိသွားတဲ့အချိန်မှာမင်ကူကလည်းဒေါက်တာကင်ရဲ့အနာကိုတူကတ်လာခဲ့ပါတယ်မင်ကူကဟဲ့အောင်ကာတကာအနောက်ဘုံရဲ့စကားဝတ်ကဘာလဲလို့မေးလိုက်ပါတယ်ဒေါက်တာကင်ကလည်းကျွန်တော်မသိပါဘူးအဲ့ဒါကအေဂျင့်တွေပဲသိရမယ်လှုပ်အချက်လက်ပါလို့တော်တော်ရရင်နဲ့ပြန်ဖြေလိုက်တဲ့ခဏမှာပဲမင်ကူကဓာတ်နဲ့ဒေါက်တာကင်ရဲ့မျက်နှာကိုလီပြက်လိုက်တာကြောင့်သူတွေပန်းထွက်လာပါတယ်ဒေါက်တာကင်ကအားဆိုပြီးတော့နာကျင်စွာအော်ဟစ်နေတဲ့အချိန်မှာပဲမင်ကူကဓာတ်သွားကိုပြရင်ငါထပ်မေးမယ်တကားစက်ကဝါကိုမင်းတကယ်မသိတာလားလို့အေးဆေးစွာထပ်မေးလိုက်ပါတယ်ဒေါက်တာကင်ကလည်းသူဆွဲနေတဲ့မျက်နှာကိုကရင်မင်းတို့ဒီတကားကိုဖွင့်လို့မရဘူးအဲ့ဒီထဲမှာရှိတာကမင်းတို့လှုပ်ချင်တဲ့အရာမဟုတ်ဘူးအဲ့ဒါကတိတ်အံ့တရများတယ်မင်းတို့ထိန်ချုံနိုင်တဲ့အရာလည်းမဟုတ်ဘူးလို့တားဆီးဖို့ကြိုးစားပါတယ်ဒါပေမဲ့မင်းကူကဂယူမဆိုင်ပဲဓာတ်နဲ့ထပ်ပြီးတော့ခေါ်လိုက်ပြီးငါတို့ကိုမစိုးရိမ်ခင်မင်းအသက်ကိုမင်းစိုးရိမ်တင်တာငါအရှင်းဆုံးပြောရရင်မင်းတို့လွတ်နဲ့အသေးခံမှာမဟုတ်ဘူးလို့ချိန်ချောက်လိုက်တာကြောင့်ဒေါက်တာကင်ကလည်းကြောင်းလန်းတုံလုံးစာနဲ့636364ဆိုပြီးတော့စကားဝတ်ကိုအမှန်အတိုင်းပြောလိုက်ပါတော့တယ်ဂိုင်းဝင်တယောက်ကစကားဝတ်6364ကိုရိုက်ထည့်လိုက်တဲ့အခါမှာကုန်ကားကြီးရဲ့အနောက်ဖုံတကားကလည်းပွင့်ထွက်သွားပြီးအထက်ကနေအေးငွေတွေကအပြင်ကိုအချိန်နဲ့ပြန်ထွက်လာပါတယ်အဒီအချိန်မှာပဲမန်ဘဲကိုင်းချုပ်ခေါင်းဆောင်ကြီးကကားပေါ်ကနေဆင်းလာပြီးမင်းကိုတွန်းဖက်လိုက်ကမင်းကူမင်းလောရမယ့်အဆင့်ကဒီမှာရင်ပြီးပြီကျန်တဲ့အဆင့်တွေကိုငါမပါပဲမင်းပါလုံးလို့မရဘူးလို့ပြောလိုက်ပါတယ်မင်းကူကလည်းစိတ်ထဲကနေအန်ဒီရရှိတဲ့အပိုင်းတွေအားလုံးကိုတော့ငါတောင်းဝန်ယူရပြီးရလာတဲ့စုလက်ကုတ်သတင်းကိုတော့သူကအကုတ်ယူတာပဲလို့မကြည်မနှက်ဖြစ်သွားပါတယ်အဒီအခါမန်ဘဲကိုင်းချုပ်ကလည်းတကားကိုအကျယ်ကြီးဖွင့်လိုက်ရင်နဲ့အေးခန်းတဲ့ကဇွန်ဘီမွန်စတာတစ်တာကြီးကိုကြည့်ရင်အာရဝန်တာဖြစ်နေပါတယ်ဒီမြင်ကွင်းကိုကြည့်ရင်ဂိုင်းဝင်လက်ယုံကစိတ်ထဲကနေနိုင်ငံတော်လက်ဝက်အဆင့်အေဂျင့် NIS အေဂျင့်တွေကတော့ကာကွယ်ပေးနေရလောက်အောင်အထင်းမဘာတွေရှိနေလို့လဲဥက္ကဋ္ဌဟွမ်ကိုတိုင်းအရာယူချင်လောက်အောင်အရေးကြီးနေတဲ့အရာကဘာလဲဆိုတာကိုငါသိချင်မိတယ်လို့တွေးလိုက်ရင်လည်းပဲဒီ episode 3လေးကလည်းပြီးဆုံးသွားပါတယ်ဗျ